YouTube ရဲ့ဒီလိုဝက်ချက်ပုံမတည်သေးရင်ကိုဗီဒီယိုတွေလူကြည့်နေနေအောင်မှာဖြစ်ပါတယ်ဗီဒီယိုတစ်ပုတ် view များဖို့ဆိုတာ viewer တွေအများဆုံးရှိနေတဲ့အချိန်နဲ့ကိုဗီဒီယိုတင်တဲ့အချိန်ကိုက်ညီဖို့လိုအပ်ပါတယ်ဒါပေမဲ့ကိုကမအားလို့မေ့သွားလို့ဗီဒီယိုမတင်ပြတာမျိုးမဖြစ်ရလေအောင်ဒီဗီဒီယိုလေးမှာတော့အချိန်ကိုကြိုသတ်မှတ်ပြီးတော့ auto တင်ပေးမဲ့ YouTube schedule feature အသုံးပြုနည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဖုန်းတစ်လုံးရှိုံနဲ့လုပ်လို့ရပါတယ်ဒါကတော့ YouTube မှာဗီဒီယိုတွေကိုအချိန်နဲ့တင်ပြီးဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုစားလိုက်ကြအောင်ပါဒါတော့ကျွန်တော်ဗီဒီယိုတင်မဲ့နေရပါတော့ဒီ public ကိုကျွန်တော်နှိမ့်လိုက်မယ်ပြီးရင်ဒီမှာ S နဲ့စရလေးကိုနှိမ့်မယ်ပေါ့နော်ပြီးရင်ဒီအောင်နှိမ့်ပါမယ်ဒါဒီနေ့က17ရက်နေ့ဖြစ်ပါတယ်အဲ့တော့17ရက်နေ့နိုင်ပေါ့နော်ကိုတင်မဲ့နိုင်ပေါ့နော်ကျွန်တော်ညနေ6နာရီဖြစ်တဲ့အတွက်6နာရီယူလိုက်တယ်ညနေဆိုရင် PM ဖြစ်ပါတယ်မနက်ဆိုရင် AM ဖြစ်ပါတယ်ကျွန်တော်ညနေဖြစ်တဲ့အတွက် PM ကိုယူလိုက်ပါတယ်အဲ့ဒါရပါပြီပြီးရင်ဒီက4000ဟာလို့နေမယ်ပေါ့နော်ဒါဆိုရင်တော့သူကညနေ6နာရီပွဲမှာသူကသူတင်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဒီလိုနိပညာနဲ့ပတ်သက်တဲ့ဘူတူတာတိုထွာလေးတွေကိုအချိန်နဲ့တပြင်းကြီးသိရှိတင်မှုအတွက်နေ့စဉ်ညနေ6နာရီပွဲတိုင်းမှာတင်ဆက်ပေးနေပါတယ်